ကိုဂျိုဟာမိန်းကလေးတွေကိုလီလူရှူပြီးသူ့ရုပ်အတွက် cosplay ဝတ်စုံတွေကိုဖန်တီးရတာကိုပဲစိတ်ဝင်စားတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အတန်းထဲမှာလူကြိုက်အများဆုံး cosplayer ကောင်မလေးကဒီအကြောင်းကိုသိသွားတဲ့အခါမှာတော့သူမအတွက်ဝတ်စုံတွေချုပ်ပေးဖို့ဘာမဆိုလုပ်ပေးမယ်ဆိုပြီးအတနာခံတောင်းဆိုလာပါတော့တယ်။ဒီဇလန်လေးကကိုဂျိုတယောက်သူ့အဖိုးလှုပ်ထားတဲ့လှပတဲ့ဟိနာအယုတ်တွေကိုစားပြီးမြင်မှုရဲ့အချိန်ကစားခဲ့တာပဲဖြစ်ပါတယ်။အဲအချိန်ကစားပြီးကိုဂျိုကကိုပိုင်ဟိနာအယုတ်တွေကိုလုံနိုင်ဖို့လေ့ကျင့်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့တငယ်ချင်းဟာယောက်ျားလေးဖြစ်ပြီးမိန်းကလေးဆန်တဲ့အလုပ်တွေကိုလုပ်တာကိုမုန်းတယ်လို့ပြောခဲ့တဲ့အတွက်စိတ်ထန်ရခဲ့ပါတယ်။နှစ်တွေကြာပြီးရဲ့နောက်မှာတော့သူ့အကြိုက်ဆုံးအယုတ်ကိုမြင်ပျော်နေတတ်တဲ့ထူးဆန်းတဲ့ကောင်လေးဖြစ်နေတော့မှာပဲ။တမနက်မှာတော့ကိုဂျိုဟာမနက်စာကူလုပ်ဖို့အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။အခြားရွယ်သူကောင်လေးတွေလိုမိန်းကလေးနဲ့မပတ်သက်ပဲတညာလုံးအယုတ်ပဲဆေးကျင်နေရလားလို့မေးပါတယ်။အယုတ်နဲ့ဆိုကလေးမရနိုင်လို့မျိုးဆက်ပြတ်သွားမှာကိုအဖိုးကစိုးရိမ်နေတာပါ။ကိုဂျိုကတော့သူ့မှာတကယ်ချင်းတွေအများကြီးရှိပါတယ်လို့အဖိုးကိုစိတ်ချမ်းသာအောင်လိမ်ပြောပြီးကျောင်းသားဖို့အိမ်ကထွက်လာခဲ့ပါတယ်။အတန်းထဲမှာသူ့ဝါသနာကအယုတ်တွေကိုငေးကြည့်ပြီးဆေးချတာလောက်ပဲရှိလို့တကယ်ချင်းမရှိတာကိုဝမ်းနည်းနေခဲ့ပါတယ်။ရုတ်တရက်မော်ကြည့်လိုက်တော့ရွှေအောင်စပင်နဲ့မာရင်ဆိုတဲ့ကောင်မလေးကသူ့စီလွင့်လာပြီးသူ့ခုံနဲ့ခေါင်းနဲ့တိုက်မိသွားတာကိုမြင်လိုက်ရပါတယ်။သူမရဲ့တကယ်ချင်းတွေကပြေးလာပြီးအဆင်ပြေရလို့မေးကြတော့မာရင်ကကိုဂျိုကိုတောင်းပန်ရင်စကားပြောလာလို့ကိုဂျိုတယောက်ရှက်သွေးဖြာနေတော့သူမကကိုဂျိုလက်မောင်းပေါ်မှာပေးနေတဲ့အရာတစ်ခုကိုသတိထားမိပြီးတုပ်ပေးဖို့ကြိုးစားပါတော့တယ်။ကိုဂျိုလည်းလက်ဖြတ်ပြီးဘာမှမဟုတ်ကြောင်းရှင်းပြလိုက်ရပါတယ်။မာရင်ကဆေးရေးသွားပြီးထွက်သွားတော့မှပင်နေတာကိုဘယ်သူမှမသိလိုက်လို့တပင်းချနိုင်ပါတော့တယ်။မာရင်ရဲ့တကယ်ချင်းတယောက်ကမနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေကိုပြန်ပြောပြနေပါတယ်။လူချောချောကောင်လေးတယောက်ကမာရင်ကိုလာပို့ရင်သူမရဲ့အန်နမဲပစ္စည်းတွေကိုမြင်တော့အာချဘူးဆိုပြီးလောင်ပြောင်ခဲ့ပါသေးတယ်။ဒီကိစ္စကမာရင်ရဲ့ဒေါသကိုဆွာပေးလိုက်သလိုဖြစ်ပြီးသူမအနေနဲ့ဂျူရက်စုကိုင်ဆန်တဲ့ဆူကူနာရဲ့လက်ချောင်းတွေကိုမျိုးချရင်မျိုးချလိုက်မယ်ဒီလိုကောင်မျိုးနဲ့တော့စကားမပြောဘူးဆိုပြီးထွက်လာခဲ့ပါတယ်တကယ်ချင်းတွေကကောင်လေးရချောတာမို့မာရင်လန်သားသလားလို့တွေးနေပေမဲ့မာရင်ကတော့လူတွေတန်ဖိုးထားတဲ့အရာလောင်ပြောင်တာလက်မခံနိုင်ဘူးလို့ပြောပါတယ်ဒါကိုကြားလိုက်ရတဲ့ကိုဂျိုဟာကိုလက်မောင်းကိုစုပ်ကန်ရင်စာနာမိသွားပါတယ်သူမလိုပဲကိုဝါသနာကိုလက်ခံပေးမဲ့သူတွေဝင်းရံနေရင်ဘလောက်ကောင်းလိုက်မလဲလို့တွေးမိရပေါ့ကျောင်းစင်းချိန်မှာတော့ကိုဂျိုတယောက်တည်းတန်ရှင်းလုပ်ပြီးကြံခဲ့ပါတယ်အမှန်တော့တခြားသူတွေကကိစ္စရှိရဆိုပြီးရှောင်ထွက်သွားကြလို့ပါသူအလုံးလုံးနေတော့တကားပွင့်ပြီးမာရင်ကဝင်လာပါတယ်ပစ္စည်းကြံခဲ့တယ်လို့ကိုဂျိုကထင်လိုက်ပေမဲ့သူမကဝင်ကူလုပ်ပြီးနေရာကိုတွေ့တော့အံ့ဩသွားပါတယ်မာရင်ကတခြားသူတွေဘယ်ရောက်သွားလဲမေးတော့ကိုဂျိုကအလုပ်တွေပုံချပြီးပြန်သွားကြတဲ့အကြောင်းပြောပြပါတယ်မာရင်ကသူတို့တွေကိုဂျိုကိုခြေတုပ်ပစိုးလိုသဘောထားပြီးအနိုင်ကျင့်နေကြတာမို့ကိုခံစားချက်ကိုထုတ်ပြောသိတယ်လို့ပြောပါတယ်နောက်ရက်နေငယ်ကြတော့ကိုဂျိုကအချုပ်နေရင်လက်ကိုအဆူသွားပါတယ်အဖိုးကပလတ်စတာလာပေးပြီးတယောက်တည်းချန်ခဲ့တဲ့အချိန်ကိုဂျိုကမာရင်ပြောတာတွေကိုတွေးပြီးငငယ်ကအပြောဆိုခံခဲ့ရတဲ့ကိစ္စအစားလို့သူခံစားချက်တွေကိုမျိုးသိထားခဲ့တာကြာပြီဆိုတာသတိထားမိပါတယ်အဲအချိန်မှာပဲဆက်ချုပ်ဆက်ကပြတ်သွားပါတယ်အဖိုးနဲ့သူနဲ့နှစ်ယောက်စလုံးဒီဆက်ကအရန်ဟောင်းနေပြီဖြစ်လို့ဆွန့်ပြေးရတော့မယ်လို့သဘောတူလိုက်ကြပါတယ်အဲဒီညမှာကိုဂျိုကဝစ်စုံမချုံနိုင်တော့လို့စိတ်ညစ်နေတော့အကြံတစ်ခုရသွားပါတယ်နောက်တနေ့ကျောင်းဆင်းတော့ဘသူမှတိတ်မသုံးတဲ့သိပ္ပံအခန်းကဆက်ချုပ်ဆက်ကိုသွားသုံးဖို့သုံးဖြတ်လိုက်ပြီးသူ့ရဲ့ဟီနာရုပ်ကိုပါယူသွားပါတယ်ရုပ်တရက်မာရင်အခန်းထဲဝင်လာတော့ကိုဂျိုကလမ်းပြီးအယုတ်ကပြုတ်ကျသွားပါတယ်အစဲခံရတော့မယ်လို့တွေးပြီးကိုဂျိုတယောက်စိတ်ကိုပြင်ဆင်ထားလိုက်ပါတော့တယ်